အားလုံးမင်္ဂလာပါအကြောင်းအရာလေးနှစ်ခုကိုမျှဝေပေးချင်တယ်ပေါ့နော်ဗီဒီယိုမတင်ရလဲကြာတော့အကြောင်းအရာနှစ်ခုဆိုတဲ့ဟာကအဖြစ်ပြက်နှစ်ခုပြောတာနော်အဖြစ်ပြက်နှစ်ခုမျှဝေပေးချင်ဘာကိုမျှဝေပေးချင်တာလဲလို့ပြောရင်ရိုးသားဖို့ကျွန်တော်တို့ကရိုးသားဖို့ဆိုတာတတိတွေလိုတယ်တကယ်လူတွေကရိုးသားတာကောင်းတယ်ကောင်းတယ်လို့မြင်တယ်ကောင်းတယ်လို့ခံစားရတယ်ကောင်းတယ်လို့ယူဆတယ်ဆိုတော့ညာလဲပဲတကယ်အရေးကြုံတဲ့အခါမှာရိုးသားဖို့ဆိုတာတတိတွေလိုပါတယ်အဲ့တော့ကျွန်တော်ရဲ့ဘဝထဲကဖြစ်ရမှန်တွေကိုမျှဝေပေးခြင်းတယ်2022ကပေါ့2022ကကျွန်တော်ကျောင်းတစ်ခုပြီးတော့အဆောင်ငားနေတယ်မင်္ဂလာတုံရန်ကုန်မင်္ဂလာတုံမှာပေါ့နော်အဆောင်ငားနေတယ်အဆောင်ငားနေဘာကြီးလုပ်လဲဆိုတော့ဒီကိုနေတဲ့ရက်ကွက်မှာကလေးတွေမတက်နိုင်တဲ့ကလေးတွေမရှိစင်းကလေးတွေကျူရှင်မတက်နိုင်တဲ့ကလေးတွေကိုကျူရှင်တင်ပေးတယ်အခမဲ့ကိုနေတဲ့ရက်ကွက်တွေမှာတင်ပေးတယ်တခြားမျိုးတွေမှာမိဖမိဂေဟာတွေမှာနောက်ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေမှာအဲ့လိုပေါ့နော်စာရေးလိုက်တင်ပေးတယ်အခမဲ့ပတ်စံနဲ့အခကြီးငွေနဲ့မဟုတ်ဘူးအဲ့တော့အဲ့မှာတစ်ခေါက်ကတော့တစ်ခေါက်မကဘူးခဏဒီလိုဖြစ်တယ်ဘာလဲဆိုတော့ကျွန်တော်နေတဲ့ဒီမင်္ဂလာတုံကနေတိုက်ကြီးကိုသွားဖို့ဆိုတာတိုက်ကြီးကိုစာသွားတင်ဖို့မိဖမိဂေဟာမှာလမ်းစီမရှိဘူးကားခမရှိဘူးတခါတော့လေအဲ့ကျွန်တော်နေနဲ့မင်္ဂလာတုံကနေလှဲခုသွားဖို့မော်ဘီသွားဖို့ကားခမရှိဘူးအဲ့တော့မထတာပေါ့နော်ကားကအဲ့တော့တစ်ဖက်မှာလေအခမဲ့တင်ပေးတယ်ဆိုပေမဲ့တစ်ဖက်မှာလေကျရှင်မပြတ်ချင်တပတ်ကမှ3ချိန်ပဲတင်ရတယ်ဆိုတော့အဲ့ကျွန်တော်ကဒီနေ့သွားမယ်ရောက်ချင်းညနေတစ်ချိန်တင်တယ်ညမှာတစ်ချိန်တင်တယ်နောက်နေ့မနေ့မှာတစ်ချိန်တင်တယ်ဆိုတော့တညအိတ်ပေါ့နော်တညအိတ်သွားပြီးတော့မှတင်ပေးတယ်အဲ့တော့ကားခမရှိတော့ဘာလုပ်လဲဆိုတော့ကျူရှင်ရလည်းမပြဲချင်တော့အဲ့မှာမက်တိုင်မှာရက်ဆောင်ဒီမှာအဲ့တော့စပေယာရှိတယ်လေစပေယာကိုအခုကျွန်တော်မော်ဘီသွားချင်လို့လမ်းစီးမရှိလို့လိုက်လို့ရမလားအခုကျွန်တော်ဒီတိုက်ကြီးပင်နေရာကိုသွားချင်လို့ပါကျွန်တော်လှေးကူးပင်နေရာကိုသွားချင်လို့ပါကားခမရှိလို့လိုက်လို့ရမလားဆိုတော့ပွပွလင်းလင်းပြောတယ်ပွပွလင်းလင်းကားပေါ်မှာရောက်မှပြောတာမဟုတ်ကားပေါ်မတက်ခင်ကတည်းကဒီလှမ်းပြောတာပေါ့နော်လှမ်းပြောတာလိုက်လို့ရမလားဆိုတော့တချို့လူတွေကအရန်ကိုသဘောကျတယ်တချို့စပေယာတွေကအဲ့ပွပွလင်းလင်းပြောတာအရန်သဘောကျတယ်ပေါ့နော်ရိုးသားတာအရန်ကြတယ်လာတက်တချို့လူကြတော့လှက်လိုက်လေးပေါ့နော်အဲ့လိုတင်ပေးတာလေးရှိတယ်တချို့တော့လည်းမတင်ချင်နဲ့တင်ပေးတာလေးရှိတယ်ပေါ့နော်ဆိုလိုတာကရိုးသားဖို့ဆိုတာကကိုယ်မှမရှိကြောင်းကိုအမှန်တိုင်းဝန်ခံရင်ဖို့မတက်ရင်မတက်ဘူးဆိုရက်အရာနော်နားမလေဘူးမတက်ရင်မတက်ဘူးမသိရင်မသိဘူးအဲ့ဒီအရာကိုအရှိတရားကိုအမှန်အတိုင်းဝန်ခံဖို့ဆိုတာကျွန်တော်တို့ကတတိတွေလို့အခုချိန်မှာကျွန်တော်အဲ့အကြောင်းအရာကိုကိုပြန်စဉ်းစားရင်တော့မှငါအခုချိန်မှာဆိုရင်ရောငါဒီလိုပြောရေးပါမလားနော်ပြောထွက်ပါမလားလို့ကိုတော့ပြန်စဉ်းစားရတယ်ဒါပေမဲ့အခုချိန်ဒီလေကျွန်တော်မရှိကြောင်းကိုလိုအပ်လို့ရှိပေါ့နော်အမှန်တိုင်းထုတ်ဖို့ပြောတယ်ပေါ့နော်ဆိုတော့ဆိုလိုချင်တာကရိုးသားဖို့ကတတိလိုတယ်လို့ပြောကြည့်ပါနော်နောက်တစ်ခါနောက်အဖြစ်ပြက်တစ်ခုကဘာလဲဆိုတော့အဲ့2014လောက်မှာပေါ့နော်2014လောက်မှာကျွန်တော်အဲ့တုန်းကတက္ကသိုလ်ဒုတိယနှစ်ဟုတ်တယ်တက္ကသိုလ်ဒုတိယနှစ်အလုပ်လေးအပြင်မှာ NGO မှာပေါ့နော် NGO မှာအချင်းပိုင်းလေးအလုပ်လုပ်တယ်ပြီးတော့ကျွန်တော်တို့လူမျိုးစုတွေရဲ့လူငယ်အဖွဲ့အစည်းတစ်ခုမှကျွန်တော်ကခေါင်းဆောင်အနေနဲ့လုပ်ရတယ်အဲ့မှာလေးလုပ်တယ်နောက်အဲ့လိုပေါ့ဗျာကျွန်တော်ကအဲ့မှာ
အဲ့လိုလောက်တော့လူလာများတယ်ပေါ့နော်ခဏရန်ကုန်ရောက်တဲ့လူတွေကျွန်တော်တို့နေဖက်ကလူတွေဘာညာတွေပေါ့မကြခဏအေးတရမပြဲဘူးအဲ့လိုတွေပေါ့ဆိုတရက်မှာကျွန်တော်စားစရာတွေပြတ်သွားတယ်စားစရာတွေပြတ်သွားတယ်ဆိုတာဆန်မရှိဆန်ပြတ်သွားတယ်ပေါ့နော်ဆန်ပြတ်သွားတော့ဘာလို့ရမလဲစဉ်းစားတယ်စဉ်းစားလို့လည်းမရဘူးအဲ့ဒါဘသူ့ကိုချီးရမလဲလို့စဉ်းစားတော့လေချီးစရာလည်းမရှိဘူးနော်ဆိုတော့အမှကျွန်တော်ရဲ့တငယ်ချင်းတယောက်ကပြောတယ်ဟာဟဲ့မင်းမဘန်စာအုပ်ရှိရတယ်တဲ့ဘန်စာအုပ်မှာမင်းပစ္စံရှိရမလားလဲကြည့်ပါလားဆိုတော့အော်မင်းပြောမှငါတတိရတယ်ဟုတ်သားပဲငါမှာဘန်စာအုပ်ရှိတယ်ဆိုတော့ဘန်စာအုပ်မှာကြည့်တယ်ဘန်စာအုပ်မှာကြည့်တော့ပစ္စံဘန်စာအုပ်မှာဘယ်လောက်ရှိတယ်ထင်လဲ4000နဲ့200လားပါလဲမသိဘူး300လား400လားကျွန်တော်တိကြတော့မသိတော့9000တော့မပြေဘူးဘန်စာအုပ်ထိမှာဟာဟုတ်ပြီဒါဆိုရင်လို့အဲ့ဒါသွားထုတ်မယ်ဆိုတော့ကျွန်တော်ကစစ်ကူလိုက်တာပေါ့နော်စစ်ကူပြီးတော့မှအဲ့တကယ်ချင်းကိုပြောတယ်ဟေ့ရောငါတို့ဒီပတ်စံသွားထုတ်မယ်မင်းလိုက်ခဲ့ဆိုတော့ तू ကမလိုက်ရဘူးရှက်လို့ဟာမင်းကလေကွာ1000အနည်းဆုံး1000ဆိုရင်လည်းဟုတ်သေးတယ်ကွာမင်း9000ဆိုရင်တော့မဟုတ်သေးတယ်ကွာအခုကမင်းပတ်စံက9000တော့မဖြစ်ဘလို့သွားထုတ်မလဲရှက်စရာငါမလိုက်ချင်ဘူးဆိုတော့ तू ကညင်းတယ်ညင်းတော့ကျွန်တော်ကလေဒါဆိုရင်ငါတို့ဘယ်လိုလုပ်မလဲစားစရာမရှိဒီတိုင်းနေမလားဘာညာပြောတော့ तू ကအနောက်ကနေလိုက်လာတော့ तू ကဘန်လေးလေးရောက်ရော तू ကဟိုမှာကိုကျွန်တော်နဲ့မဆိုင်တယ်လို့ထိုင်နေတာရှက်လို့ကျွန်တော်ခက်တီပဲဝင်သွားပြီးတော့ပတ်စံထုတ်မှန်းဘာညာစင်းပြီးဘယ်လောက်ထုတ်မှလဲဆိုတော့ပတ်စံ4000ကျော်ရှိတယ်ပေါ့နော်အဲ့ဒါအကလုံးထုတ်ချင်တယ်လို့ပြောတော့ထုတ်လို့မရဘန်စာအုပ်ထက်မှာ1000ထားရတယ်ပေါ့1000ထားရတယ်ဆိုတော့ကဲအဲ့ဆိုရင်3000ထုတ်မယ်လို့3000ဆိုတော့ဈေးပေးဟိုမှာဈေးမလေးကိုဈေးရဟိုကလုပ်ပြီးတော့ဖောင်ပဲဖြည့်တော့အဲ့နဲ့ဟိုမှာလေးရောက်နောက်ကောင်တာတစ်ခုလို့ရောက်ပတ်စံဘယ်လောက်ထုတ်မလဲ3000လို့ကျွန်တော်ခက်တီပြောလိုက်ရအဲ့ဝန်ထမ်းတွေကနားကြားလွှဲရထင်ပြီးတော့မှကျွန်တော်ထက်မိတယ်အကို3000ဆိုတော့သူတို့သိ3000ထင်ဟိုစားထင်တယ်လားတော့မသိဘူးသိ3000လားတဲ့ကျွန်တော်မဟုတ်ဘူး3000ဒီတိုင်း3000အဲ့နဲ့ तू ကသူတို့နားကိုသူတို့မယုံနိုင်ဘူးဖြစ်နေတယ်ပေါ့နော်အဲ့နဲ့ကျွန်တော်ထက်မိတယ်အကို3000လားတဲ့မဟုတ်ဘူး3000ကျပ်3000ကျပ်ထုတ်မယ်လို့ပြောတော့အဲ့စက္ကန့်ပိုင်းလောက်မှာသူတို့နဲ့ကျွန်တော်နဲ့အပြန်လည်ပြောနေတဲ့လူတွေအားလုံးမျက်နှာကနှုတ်ဆက်သွားတယ်တိတ်ဆိတ်သွားတယ်ပေါ့ဗျာတိတ်ဆိတ်သွားတယ်အကုန်လုံးကတိတ်ဆိတ်သွားတယ်ဆိုတာတဲ့all long လို့စောင့်အားသွားတယ်ပေါ့နော်3000ထုတ်မယ်ဆိုတော့အဲ့နဲ့သူတို့လက်ရှိတယ်ပေါ့ဗျာနောက်ပိုင်းတော့ကိုကလည်းရှက်တဲ့ပုံလေးမပေါ်ခက်တယ်ကိုယ့်စိတ်မှာတော့ငါကိုပစံကိုထုတ်တာပါနော်သူများစီကခိုးတာလေးမဟုတ်လူးတာလေးမဟုတ်ဘူးနော်ဘာမဟုတ်မတရားတွေလုပ်ပြီးတော့မှဟိုဖြစ်တာလေးမဟုတ်ကိုပစံကိုမရှိလို့ရှိတဲ့လောက်ပဲသွားထုတ်တာပါဖြစ်လဲဆိုတော့ကိုယ့်ကိုအားပေးတဲ့စိတ်ခင်မှာအဲ့နဲ့ပတ်စံ3000စဉ်းစားကြည့်နော်အဲ့မှာဘေဘန်မှာသွားထုတ်လာတယ်ဆိုအဲ့အင်းစိန်ကစဝိုင်းကုန်းဘန်မှာစဝိုင်းကုန်းကဒီ KBZ ကမ္ဘောဇာဘန်မှာသွားထုတ်တာ2014ကအဲ့နဲ့အပြန်ကြတော့အဲ့ဒီတကယ်ကြီးကကျွန်တော်ပြောတော့ဟာဟဲ့မင်းအရန်တက်တိရှိရတယ်ငါဆိုရင်မင်းနဲ့ပြောရဟာကိုငါဆိုရင်အဝေးကနေကြည့်ရတော့ငါတော်တော်ရှက်နေတယ်တဲ့မင်းကဟိုဘယ်ဝန်ထိုင်လေးမင်းရှိတာတော့မင်းကရှက်တဲ့ပုံလေးနည်းနည်းလေးမှမပေါ်ဘူးတဲ့ငါမျိုးကိုလေးစားတော့ဘာညာဟောဗျာအဲ့ဒါနော်ပြောချင်တာကကျွန်တော်တို့ရိုးသားဖို့ဆိုတာဒီတိုင်းရိုးသားမှန်ဆိုပြီးတော့မှမရတတ္တိလိုတယ်ရိုးသားဖို့တတ္တိလိုတယ်ဆိုတဲ့ဟာကကောင်းတဲ့အရာကိုလုံးရတဲ့တတ္တိလိုတယ်ကျွန်တော်တို့မှာအမှန်အတိုင်းဝန်ခံရတဲ့တတ္တိလိုတယ်နော်အဲ့တော့အခုဒီကားစီးတဲ့အချိန်မှာလေအဲ့လိုတွေပြောတဲ့အခါကျတော့တချို့လူကအရန်ပေါ်လှလိုက်လေးကျွန်တော်ခေါ်တင်တာလေးရှိတယ်။နောက်ဘေးလူတွေလည်းပဲကိုယ့်ရဲ့အဖြစ်အပျက်ကိုမြင်တဲ့အခါမှာ
နော်အတူယူစရာတွေဖြစ်လာတယ်တော့အဲ့ဒီဘာမှဆိုလို့ရှိရင်လည်းပဲဒီလိုပဲနော်တခြားလူတွေတော့မှကျွန်တော်3000လို့ပြောတော့မဟုတ်3000ကျက်ဒီတိုင်း3000ကျက်လို့ပြောတော့အကောလုံးလူတွေအကောလုံးကစက္ကန့်ပိုင်းလောက်မှာစော့အားသွားတယ်ပေါ့နော်အော်လုံးလို့နော်သူတို့စိတ်ထဲမှာကျွန်တော်ကိုနော်လေးစားချင်တဲ့စိတ်ရှိမယ်နော်အမျိုးမျိုးရှိနိုင်တယ်ပေါ့နော်ဘလို့ပဲမဖြစ်နော်ပြောချင်တာကနော်ကျွန်တော်မှရိုးသားဖို့တတိလိုတယ်လို့ပြောချင်တာပါဆိုတော့ဒီဗီဒီယိုကြည့်ပြီးတော့မှတခုခုသင်ယူစရာရရှိမယ်လို့လည်းယုံကြည်မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်